ဒါလည်းဘာတူလဲဆရာနေပိုင်းလုံးခေါ်ရကွာဒါပဲမနက်ကမပြောခဲ့ဘူးလားမနက်ကမပြောခဲ့ဘူးလားဆရာနေပိုင်းဒီညက်နေမှာကျင်းစီပေါက်မယ်လို့မပြောခဲ့ဘူးလားဆရာနေပိုင်းမပြောခဲ့ဘူးလားဟမ်ကိုထေစီအပိုင်ပေးခဲ့တယ်ရှေမင်းကနန်60နှစ်ဒါပဲကဲအားလုံးပဲနော်ဒီနေ့8လပိုင်း20ရက်နေ့မှာမနက်ကောညအောင်တယ်မနက်ကအရန်မဲ့အောင်လို့စိတ်တက်မကြနဲ့မပြောခဲ့ဘူးလားအခုညနေမှာရှယ်မင်းတီးထုတ်သွားတာဆရာနေပါနော် come on ဒါပဲကဲထိုးသားတွေအရန်ရေးကြီးသွားပြီနော်မနက်ဖြန်တောက်ကြနေအပိတ်နေဖြစ်တယ်မနက်ဖြန်8လပိုင်း21ရက်နေ့တောက်ကြနေအပိတ်နေတို့ကိုကျွန်တော်စီမှာမိသားစုအဖွဲ့ဝင်လာဝင်လို့ရပါပြီမနက်ဖြန်အပိတ်နေတရက်စာမိသားစုအဖွဲ့ဝင်ကြီး18000ဖြစ်ပါတယ်ကနန်း2ကွက်ထန်ကုန်3ကွက်ပဲထိုးရမှာဖြစ်ပါတယ်မနက်ညကိုတစ်ချိန်အာမခံပါတယ်မနက်ညမှာကျွန်တော်တို့ပေးတဲ့ကနန်းထိုးလို့တစ်ချိန်မပေါက်ဘူးဆိုရင်ကျွန်တော်တို့စီမှာအဖွဲ့ဝင်ထားတဲ့ငွေ18000ကျပ်ကိုငွေ6ဆပြန်ရောပေးသွားမှာဖြစ်ပါတယ်ကဲအဲ့လိုမျိုးတောင်းဝင်ယူမှုတောင်းဝင်ခံမှုအာမခံချက်နဲ့ရောင်းချပေးထားတာဖြစ်တဲ့အတွက်ကြောင့်စောစည်းစွာအဖွဲ့လာဝင်နိုင်ပါပြီဒီကြာသာပေးနေညက်နေမှာကျွန်တော်အဖွဲ့ဝင်အယောက်30လက်ခံပါမယ်အဖွဲ့ဝင်အယောက်30ပြည့်သွားရင်တော့အဖွဲ့ဝင်လို့လုံးဝမရတော့ပါဘူးကဲအဲ့တော့မနက်ဖြန်တောက်ကြနေမှာအဖွဲ့ဝင်သမားတွေကျွန်တော်လက်ဆောင်ပေးမယ်ဘာလဲဆိုတော့ဒီညမှာကျွန်တော် share main တကွက်ကောင်းကတ်အာမခံကတ်ကိုကျွန်တော်ဒီညမှာအဖွဲ့လာဝင်တဲ့သူတိုင်းကိုကျွန်တော်လက်ဆောင်ပေးပါမယ်ကဲအဲ့တော့အားလုံးပဲမနေ့က share mail လေးနဲ့တီးထုတ်မယ်မနေ့ညမှာကနန်းတစ်ချိန်ပေါက်ချင်တယ်ဆိုတဲ့မျိုးစီတွေအမြန်လာခဲ့ပါအဖွဲ့ဝင်အယောက်30ပဲလက်ခံတော့မှာဖြစ်ပါတယ်ကနန်းကတော့အများကြီးထိုးကြမလို့2ကွက်3ကွက်ပဲเนาะဒါအပြင်တစ်ကွက်ကောင်းအောင်ကျွန်တော်လက်ဆောင်ပေးမှာဖြစ်ပါတယ်ကဲအဲ့တော့စိတ်ဝင်စားလို့အဖွဲ့ဝင်ကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ် Viber 3999514000ကျွန်တော်ရဲ့ဖုန်း Viber နံပါတ်ကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်ကျင်ပါတယ်ဆရာဆိုလို့လာပို့ပါ KB ဝပေးနံပါတ်ကိုလာပြီးတော့တောင်းပါခင်ဗျာကဲအပိန်းနေတောက်ကြနေအရေးကြီးရေနော်အဲ့တော့ဒီညမှာကြာသာပရိညမှာအဖွဲ့စောစီစီလာဝင်ထားပါအယောက်30ပဲလက်ခံသွားမှာနော်လူအများကြီးလုံးဝလက်မခံဘူးကဲအဲ့တော့အားလုံးပဲအတူတူကျုံးရမယ်မနှက်ဖြတ်မှာရှေမင်းတီးထုတ်ကြမယ်ဒါပဲ